ကျမတို့အညာမှာပေါ်တဲ့ဒီလုံးဝဒီလိုဝိုင်းအတီကိုဒါမှန်နေအစိမ်းလုံးကိုမှန်နေဒီကိုဘယ်လိုထည့်ရပြီးခွဲလာလဲဟုတ်ကဲ့ဒီထဲအမှုဒီရချင်းနဲ့အစိမ်းဆိုရင်ဖာနဲ့တက်ရှိလုံးအမြင်နဲ့ဒီလိုအမြင်ပြန်စားအောင်ဒီလိုရလာဟုတ်ကဲ့အကာရအရာမျိုးတော့အဲ့ဒါဆိုအချင်းနဲ့ရှိတရားကိုကြားနဲ့တွေ့စားဟင်းရဟောကျွန်တော်ဒီမှာကြားနဲ့ဘာမှတော့ထင်းရနဲ့စားကြတယ်အခုကထင်းရကအစင်းမရှိကြားပဲရှိကြားနဲ့ဒီလိုနှိုးဒီကအစိမ့်ဆိုရင်အထန်တက်ရှိတယ်နှိုက်တဲ့ခါမှာဆိုတော့ချင်းတက်ချိုးချင်းပုံစံမျိုးလေးပေါ့နော်ထင်းရတို့ကြားလုံးနဲ့မှုလိုက်တဲ့ခါဆိုတော့ဘိုးဘချိုးချင်းလေးစားလို့ကောင်းအချိုးကြိုက်တဲ့လူကတော့ကြားလို့ထင်းရတို့များထည့်ပြီးစားပါကိုယ်နဲ့ချိုးမတည့်ဘူးဆိုတော့ရှော့စားလို့အညာလေးတော့မှပေါ်တယ်နောက်ပြကြပါလဲဆိုရင်ဒီကိုဘယ်သူမှလည်းစေးမပဒီမှာဆိုအာဟာရတက်က A to Z organic စစ်အသီးကိုစားခြင်းနဲ့ဒီကိုတော့စားအဲ့လိုမျိုးဘယ်သူမှစေးမပဒီအဲ့လိုကြားနဲ့တော့ညညဖောင်းနေအားလေးရောဒီမှာချက်ဝယ်လာရရှိအခုဆိုရင်စားလို့ရတယ်ဒီကြားလေးနဲ့ခေါက်တာဒီကိုစားလို့လည်းအရင်အောင်ချိုးချင်းအားရတဲ့အဲ့ဒိုဇာလေးပါတယ်organic စစ်ကိုစားကြတယ်ဒီဗီဒီယိုစားပါဘာလို့လဲမှာပေါ်ပါရနော်အခုဆိုရင်အားလည်းရှိထားရတဲ့ A to Z ပါတယ်တဘာဝ organic ဒီစစ်တီကိုစားလို့ရတယ်ချိုးချင်းလေးလုံးဝကိုကောင်းတယ်သွားတင်တယ်တင်မချင်ဘူးငါရတာမှာပေါ်နော်ချိုးချင်း